မငိုလိုက်တိုင်းအပြာရောင်မြည်ရည်စီးကြလာလိရှိတယ်ဒါပေမဲ့ဒါဟာကောင်းကြီးတစ်ခုတော့မဟုတ်ပါဘူးအပြာရောင်မြည်ရည်ကြတဲ့သူမှန်သမျှအာနာပိုင်တွေရဲ့ဖမ်းဆီးခြင်းကိုခံရပြီးကျွမ်းဖြစ်အသိချက်ခိုင်းစေခြင်းခံရလို့ပါပဲလူတစ်ယောက်ကကျမကိုကြီးလေးတဲ့ပြစ်မှုတစ်ခုကျူးလွန်ထားတယ်လို့တန်တရားဝင်ပြီးထောင်ထဲထိခဲ့တယ်ဒါပေမဲ့အဆောင်တစ်ယောက်ကကျမမျက်လုံးထဲကိုမျက်ရည်ထွက်စေတဲ့အမှုတွေနဲ့ပက်လိုက်တဲ့အခါမှာတော့ကျမဘာတုံ့ပြန်မှုမှမရှိခဲ့ပါဘူးကျမသာမျက်ရည်မကျနိုင်ရင်ကျမရဲ့အပြစ်ကင်းစင်မှုကိုတက်တည်ပြနိုင်မှာမဟုတ်ဘူးလေဒါကြောင့်အဲ့ဒီလူကကျမရဲ့စိတ်နှလုံးကိုရိုက်ချိုးပြီးအပြာရောင်မျက်ရည်တွေကျလာအောင်လုပ်ဖို့အတွက်ကျမရဲ့ငွေရှားတဲ့ပစ္စည်းကိရိယာတွေအားလုံးကိုတင်ယူသွားခဲ့ပါတယ်သူမမျှော်လင့်ထားတာကတော့ကျမရေးထဲကိုတန်းကနေခုန်ချလိုက်တာပါပဲဒါကိုမြင်သွားတဲ့ကျမနောက်ကိုတကောက်ကောက်လိုက်နေတဲ့အဆောင်ဟာလန့်ဖန်သွားပြီးကျမကိုကဲဖို့ရေးထဲခုန်စင်းတော့မယ့်အချိန်ပါပဲနောက်တစ်စက္ကန့်မှာကျမကလက်တကောင်ကိုကိုင်းပြီးရေးထဲကပြန်တက်လာခဲ့ပါတယ်ပြီးတော့ဈေးထဲမှာဆိုင်ခတ်တစ်ခုတောက်ပင်းလိုက်တယ်အဲ့ဒီအချိန်မှာပဲဟိုလူကရောက်လာပါတော့တယ်သူကကျမရဲ့ပိုက်ဆံတွေအားလုံးတင်းသွားလို့ဒေါသထွက်နေတဲ့ကျမဟာသူ့စီကနေအဲ့ဒီငွေတွေပြန်ရအောင်ယူဖို့ဆုံးဖြတ်လိုက်ပါတယ်စကားချိုချိုလေးတွေနဲ့သူ့ကိုလှည့်ပြပြီးအဲ့ဒီလက်ကိုဒေါ်လာ3တန်းနဲ့ဝယ်အောင်လုပ်နိုင်ခဲ့တယ်အဲ့ဒီငွေတွေနဲ့ကျမတင်မောသစီဝဲစားတော့ဆိုင်အဖြစ်ပြုပြင်ပြီးဆိုင်ဖွင့်ဖို့ပြင်ဆင်ခဲ့ပါတယ်ထုံးစံတိုင်းဆိုင်ဖွင့်ပွဲမှာမေတ္တာပို့ဆူတောင်းပေးဖို့အတွက်တာကိုပုံကြီးတစ်ပါးကိုပြင်ပေးခဲ့တယ်ဒါပေမဲ့အန်တော်စရာကောင်းတာကအဲ့ဒီပုံကြီးကလည်းအပြာရောင်မျက်ရည်တွေကြားနေနေတာပါပဲဒါဟာဟိုလူကိုကျမအပေါ်ပို့ပြီးတန်တရားဝင်လာစေခဲ့တယ်သူကကျမကိုမျက်ချင်းမပြတ်စောင့်ကြည့်ခိုင်းပြီးနေတိုင်းသူ့အိမ်ကိုလာပြီးတချင်းကြီးလို့ပို့အမိပေးခဲ့တယ်ဒါနဲ့တရနာတော့မင်းကလေးတယောက်ကသူ့အိမ်ကိုမမျှော်လင့်ပဲရောက်လာခဲ့တယ်ဒါကသူ့ကိုခိုးချင်နေကြတဲ့မင်းကလေးတွေအားလုံးကိုဒေါသထွက်သွားစေခဲ့တယ်သူတို့တွေကျမအိမ်ကိုဝိုင်းဝန်းလာပြီးတကားပါမှာပြီးဆိုလာကြတယ်သူဘလောက်တောင်ရေးပန်းစားလဲဆိုတာကိုမြင်လိုက်ရတဲ့အခါကျမကောင်းထဲမှာငွေရှာဖို့ထက်မြက်တဲ့အကြံတစ်ခုရသွားခဲ့တယ်ကျမကသူတို့အားလုံးကိုကျမသူ့အိမ်ထဲကိုဝင်နိုင်တာဟာပြိုးပြိုးမေတို့ရဲ့စန္ဒတွေကိုဖြည့်ဆည်းပေးဖို့ပါသူ့ရဲ့အသုံးဆောင်ပစ္စည်းတွေကိုယူခဲ့ပြီးအားလုံးနဲ့ဝေမျှပေးမယ်လို့ပြောလိုက်ပါတယ်ဒါကိုကြားလိုက်ရတဲ့မိန်းကလေးတွေဟာဝမ်းသာအားရဖြစ်သွားကြတယ်ပိုက်ဆံရဖို့အတွက်ကျမဟာသူ့ရဲ့စာကြီးခန်းကိုတက်ရှင်ရေးလို့ရင်းနဲ့သူရေးထားတဲ့စာလေးတွေပန်းချီကားတွေကိုခိုးထုတ်ခဲ့ပြီးသူ့ရဲ့ရုပ်တုတွေကိုပါအများကြီးမှယူလုပ်ခဲ့ပါတယ်ကျမအဲ့ဒီပစ္စည်းတွေကိုရောင်းချလိုက်တာနဲ့သူ့ရဲ့ပရိသတ်တွေကချစ်ချင်းဆိုသလိုဝေယူလာကြလို့ကျမပိုက်ဆံတွေအများကြီးရလိုက်ပါတယ်ပိုက်ဆံတွေကိုရေးတဲ့ဖို့အင်းပြန်ရောက်ကရှိတွေဟိုလူရဲ့လူတွေကကျမချန်ကိုဝိုင်းလိုက်ပြီးကျမခက်ခဲတိုက်ခိုက်ရှာဖွေထားတဲ့ပိုက်ဆံတွေကိုတက်ပြီးတင်သွားပြန်ပါတယ်နောက်ရက်မှာတော့ကျမသူ့အိမ်ကိုသွားခဲ့ပြီးအဆောင်တွေကတခါဝါမှတားထားကြတယ်ဘလောက်ပဲတောင်းပန်သူတို့ကကျမကိုပေးမဝင်ဘူးကျမတန်တိုင်ဘောက်ကနေကြော်တက်ဖို့ကြိုးစားပြီးတန်တိုင်ကမြင်လို့နေတယ်အဲ့ဒီအချိန်မှာပဲတန်တိုင်မှာအပေါက်တစ်ပေါက်ကိုတွေ့လိုက်ရတယ်ကျမညနေညနေသုံးပြီးအဲ့ဒီအပေါက်ထဲကနေတွားဝင်ဖို့ပြင်လိုက်တဲ့အချိန်နောက်တစ်စက္ကန့်မှာတော့ခွေးတစ်ကောင်ပြီးတော့အဲ့ဒီခွေးပိုက်ရှင်နဲ့ညနေချင်းတူပါတော့တယ်